Okay အခု browse ကနေစမယ်နော် browse ကနေစဆွဲရအောင် browse နဲ့ဆွဲမယ်ပြီးရင်top view ကနေဆွဲရင် click က3ချက်ရှိရနော် browse ကအများနဲ့မှတ်ထားအဲ့မှာ browse ပို့မယ် Okay ဒီတော့အရင်ဦးဆုံးအခုတော့အတိုင်းအတာလုပ်လိုက်မယ်ဒီလိုမျိုးဘာကြောင့်လဲဆိုတော့အခုလို slant ဖြစ်နေတဲ့ design ဟာမျိုးတွေမှာအခုက45အတိအကျပေါ့နော်အဲ့တော့နည်းနည်းလွယ်သေးတယ်အခု maybe ဒါသူ့ရဲ့ဟာကဒီမှာ 3.6 ရှိမယ်ပေါ့နော်ပြီးရင်450ရှိမယ်ထင်တယ်450ပြီးရင် height ကဘယ်လိုပါလောက်သွားထားရအောင်600လောက်ပေါ့maybe ဟောလောက်ထားကြည့်အောင်700 650တော့မဟုတ်700 so 650လောက်ထားကြည့်အောင်နော် Okay ဒါရပြီဆိုရင်အခုတော့ဆွဲရင်ဒီ design တိုင်းမဆွဲဘူးအဲ့တော့ဘာလုပ်မလဲပြန်လှည့်လိုက်မယ်အခုကအတိုင်းတာကိုအရင်လိုလိုက်ယူလိုက်တာဟုတ်ပြီနော်အဲ့တော့ဒီလိုမျိုး sound တွေဟာမျိုးတွေမှာအဲ့ပြဿနာတစ်ခုရှိတယ်အဲ့တော့အတက်ဒီလိုမျိုးအတက်ဆိုရင်ဆွဲရတာလွယ်တယ် left view လား front view လားဆိုပြီးသွားဆွဲရလွယ်တယ်ဒါပေမဲ့ဒီလိုအဆောင်ကြီးကြရင်အဆောင်ကြီးတိုင်းသွားပြီးဆွဲဖို့ကမလွယ်ဘူးအဲ့ဒီခါမှာအတိုင်းတာအရင်ယူတယ်ပြီးမှဘာလုပ်လိုက်မလဲဆိုရင်သူ့ကိုပြန်လှည့်လိုက်နော်ပြန်လှည့်ပြီးတော့မှသူ့ကို isolate လုပ်လိုက်မယ် isolate လုပ်မယ်ပြီးရင်သူ့မှာဘာရှိမလဲအလဲမှာကြီး cabinet အကြီးတစ်ခုရှိမယ်เนาะအရှိပေါ့အကြီးဆုံး cabinet ရှိမယ်ပြီးပြီဆိုရင်သူ့ရဲ့ဘယ်ဘက်နဲ့ညာဘက်မှာ open shelf ရှိမယ်ဒီကောင်ကဒီမှာတော့အကိုတို့ curve လုပ်ထားတာပေါ့နော်အဲ့တော့လောလောဆယ်အကိုလက်ရှိဆွဲတဲ့ဟာမှာ curve မလုပ်သေးဘူးနော်အဖြောင်တိုင်းပဲဆွဲရအောင်ဆိုတော့ဒီမှာဒါ front view နော် front view ကိုအကိုတို့ဘာလုပ်လိုက်မလဲဆိုရင်သူ့ကိုတခါတည်းပိုလီပြောင်းပလိုက်တော့မယ်ဟုတ်ပြီနော် adjective ပဲပိုလီပြောင်းလိုက်မယ် perspective view သွားလိုက်အောင် top view ဆိုရင်ဒီတိုင်းဖြစ်သွားမှာပေါ့နော် right click adjective ပဲပိုလီပြောင်းလိုက်မယ်ပြီးရင်အရင်ဦးဆုံးခုနဖြစ်မဲ့အကန့်3ခုကိုအကန့်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့ဘယ်လိုကန့်မလဲဒီမှာ line တွေထပ်လိုချင်တယ်အဲ့ဒါဆိုရင်ဘာနဲ့လုပ်မလဲ h level ကိုဝင်တယ်ပြီးရင်ကိုလိုချင်ထည့်ချင်တဲ့ line ကဒီလိုတွေထည့်ချင်တာအဲ့တော့အဲ့ line အတိုင်းကိုတို့ကဘာလုပ်လိုက်မလဲ selection ကောက်လိုက်မယ်เนาะအဲ့ line direction အတိုင်းမှာရှိတဲ့ s2 selection ကောက်မယ်ပြီးရင် right click connect လုပ်လိုက်မယ် connect ဆိုရင်ဒီမှာ line ပေါ်လာပြီเนาะတစ်ချောင်းပေါ်လာပြီအဲ့တော့အခုကနှစ်ချောင်းလိုချင်တာနှစ်ချောင်းအဲ့ဆိုရင်ဒါဒီ3ပိုင်းအညီမျှလို့ပြီရပြီပေါ့ဒါပေမဲ့အခုလိုချင်တာအလဲရဟာကခက်ကြီးလိုချင်တယ်နောက်ပြီးရင်ဒီကောင်ကို drawer ပြောင်းပလိုက်မယ် sorry ဒီ cabinet ပြောင်းလိုက်မယ်အလဲရဟာကို drawer အရှိဒါလုပ်လို့မရအောင်အမှန်တကယ်ဆိုရင်เนาะအဲ့တော့ cabinet cabinet maybe 4ချက်ထားမယ်ဟုတ်ပြီအဲ့တော့ဆိုလိုတာကအဘေးကနှစ်ခု open ကအကျေ sorry ဒီပါလေအလဲရဟာတဲ့ကျင်းရမှာပေါ့เนาะအဲ့တော့ဒီမှာလောလောဆယ် dimension မပါဘူး dimension မပါတော့အခုတော့ဘယ်လိုပြောရမလဲနည်းနည်းမှန်းရတော့ခက်တာပေါ့နော်တကယ်လို့ဒါကိုရီစီမှာ elevation drawing ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဟာမျိုးလေးရှိရင်တော့အခု snap ကောက်ရတာအဲ့ဟာမျိုးလွယ်လိမ့်မယ်လောလောဆယ်မှာတော့အခုကအမျက်မှန်းနေပဲထားလိုက်ရအောင်နော်အလဲမှာcabinet ထားမယ်တကားချက်4ချက်ရှိမယ်ပြီးရင်ဘေးမှာ open ထားမယ်ဆိုတော့လောလောဆယ်ဒီတိုင်းထားလိုက်မယ်ပြီးရင်အပေါင်းထပ်နေလိုက်ပြီဟုတ်ပြီနော်အပေါင်းထပ်နေဘာလို့လဲဆိုရင်ဒီကနေနောက်ထပ်၄ခုလိုချင်တာဒါပေမဲ့အဲ့တော့အခုဒီမှာမသွားဘဲမလုပ်တော့ဘဲနဲ့အဲ့ဒါခဏလေးမိထားလိုက်နော်လောလောဆယ်အကန့်ရသွားပြီဆိုရင်ဒီဟာကိုအပေါက်ဖောက်ရမယ်ဟုတ်ပြီနော်ဒါကိုအပေါက်ဖောက်ရမယ် open shape ဖြစ်ချင်တာဆိုတော့အဲ့လို open shape ဖြစ်လိုချင်တယ်ဆိုရင်ဘာလုပ်ရမလဲ polygon level ဝင်တယ်ဟိုဘက်ကလည်းအတူတူပဲဖြစ်တဲ့အတွက် polygon select မှတ်လိုက်တယ်ပြီးရင်ဘာလုပ်မလဲ right click အခု bevel နဲ့တွားရအောင် bevel လုပ်မယ် bevel မှာ function 2မျိုးပါတယ် extrude ဆိုတာပါတယ်ပြီးရင် outline ပါမယ်ဟုတ်ပြီနော်အဲ့တော့လောလောဆယ်
အခုဘာလုပ်ရမလဲဆိုတော့အကုန်လုံး0ပြန်ထားလိုက်ပြီ x2 လောလောဆယ်မလိုသေးဘူးဟုတ်ပြီနော်အဲ့တော့သူ့ကိုမထည့်ဘူးဘာလုပ်လိုက်မလဲအတွင်းကိုဝင်သွားမှာဟုတ်ပြီနော်ဆိုတော့အတွင်းကိုအကော20 mm အတိအကျဝင်လိုက်မယ်โอเคဝင်ပြီးသွားပြီဆိုရင်ဒါ outline နော် outline ထုတ်လိုက်တာပဲရှိသေးတယ်အဲ့တော့ plus ထပ်နေလိုက်မယ် plus အချက်ထပ်နေနော်အဲ့တော့လက်ကလွန်သွားပြီး2ချက်3ချက်ဆိုရင်ဒါမျိုးဖြစ်ကုန်တတ်တယ်ဟုတ်ပြီနော်အဲ့တော့အဲ့ခါကျရင် control z ပြန်နှိပ်ပေါ့ဟုတ်ပြီအဲ့ဆိုရင် plus တစ်ချက်နှိပ်တယ်ပြီးရင်နောက်ဒီခွက်ကဘာလုပ်ရမလဲဆိုဟိုအထဲကိုခြိုင်ဝင်ရတော့အဲ့တော့ဒီ outline မလို့တော့ဟုတ်ပြီနော် outline မလို့တော့ဘူး right click နဲ့0ဆိုပြီးရိုက်လိုက်ဟိုနှိပ်လိုက်တယ် right click နှိပ်လိုက်ရင်0ဖြစ်သွားလိမ့်မယ်ပြီးရင် h2 ကအထဲကိုဝင်ရမှာเนาะအပြင်ကိုမထွက်အောင်အဲ့တော့အထဲကိုဝင်လိုက်ဝင်လိုက်ဟိုအတိအကျလို့ချင်းကိုလိုဆွဲခဲ့တော့450နဲ့ဆွဲခဲ့တာเนาะ450ရာဒီ20တူပြန်နှုတ်လိုက်ရင်ဘယ်လောက်ဖြစ်သွားမလဲ430ဖြစ်သွားမှာပေါ့အတိအကျလိုချင်တယ်ဆိုရင်အဲ့တိုင်းလုပ်လို့ရတယ်430ထဲကိုဝင်သွားပြီ open မှာလည်းသူနဲ့အတူတူပဲဟုတ်ပြီเนาะအဲ့လိုလုပ်ချင်းအပြင်ဒီ open shelf ရဲ့ဟာလေးကိုရသွားပြီအဲ့ဒါဆိုရင်အမှန်ကြီးချစ်လိုက် okay ဟုတ်ပြီဒါကတော့ရသွားပြီအဲ့တော့ဘာရှိသေးမှလဲဆိုရင်နောက်ထပ် shelf တစ်ခုရှိမယ်ဟုတ်ပြီနော်အလဲ cabinet ဒီဟာကိုနောက်မှနောက်ထပ် object တစ်ခုနဲ့လုပ်တော့မယ် so ဒီဟာရပြီဆိုရင်အလဲက shelf open shelf အတွက်ကိုအခုတော့ဒီဟာနေသွားပြီးကစားရအောင်ဒါကနေ copy ထပ်ကူးမယ်ဟုတ်ပြီနော်ဒီ level poly level ထဲမှာပဲ object တစ်ခုလေးနဲ့ပဲလက်ရှိကစားနေသေးတယ်နော် so ဒီဟာကိုအခုတော့နောက်ထပ် shelf တစ်ခုထားမှာအဲ့တော့ select မှတ်လိုက်တယ် shift နှိပ်ထားမယ်ပြီးရင် copy ကူးလိုက်မယ်နော် shift နဲ့ move tool လေးကိုဆွဲလိုက်တယ်ပြီးအဲ့မှာ clone to element လား clone to object လားဆိုရင် element အနေနဲ့ပဲရွေးမယ် okay နှိပ်လိုက်ပြီဒါရပြီဆိုရင်လောလောဆယ်အပြားလေးရရှိသူ့ကိုဘာလုပ်ပေးရမလဲ share ဖြစ်အောင် do တင်ပေးရမယ်နော်ပြီးတော့extrude လုပ်ရတော့မယ် right click extrude ဒီကောင်ကိုအခုတော့20ပဲထားရအောင်နော်လောလောဆယ်20ပဲထားလိုက်မယ်ပြီးရင်အပေါင်းနှိပ်လိုက်sorry okay နှိပ်လိုက်အဲ့တော့ဒီမှာကြည့်ရအောင် extrude ဆို do လို့ထွက်လာပြီတို့တော့ဘာဖြစ်သွားလဲမကြည့်အောင်နော်အဲ့လို polygon တစ်ခု extrude လုပ်လိုက်ရင် तू ကထုတ်လိုက်တဲ့ကောင်ပဲအထက်ထပ်ထွက်သွားတယ်ဆိုလိုတာက तू ကိုယ်တိုင်ထွက်တာပေါ့နော်နောက်ထပ်တစ်ခုအစ်စ်ထွက်တာမဟုတ်အဲ့လို तू က bounce လို့မျိုးအပိတ်ဖြစ်မသွားဘူးအဲ့ဒီနေရာမှာဘာဖြစ်နေလဲဆိုရင်ဟာလာဒီကွက်လက်ကြီးဖြစ်နေနော်ဒီမှာကင်ပြမယ် element level ကိုဆင်းလိုက်တယ်နော်ဆင်းပြီးတော့ဒီမှာကင်ကြည့်အောင်ဒီလားအဖြစ်သွားလဲအောက်ကနည်းနည်းပြင်မပါဘူး extrude လုပ်လိုက်တော့အဲ့စောစော extrude မျက်နှာပြင်ကြီးအပေါ်တက်လာအဲ့ခါကျရင်အများနဲ့ extrude တစ်ခုခု polygon တစ်ခုကို extrude အများနဲ့လုပ်ပြီးဆိုရင်အများဘာလုပ်သွားပေးရမလဲအပေါက်သွားပိတ်ပေးရမယ်ဟုတ်ပြီနော်အဲ့တော့အပေါက်သွားပြီးတော့ပိတ်တဲ့ function ကဘယ်မှာရှိလဲ border မှာရှိတယ်နော် cap လုပ်တဲ့ဟာအဲ့တော့ border ကိုဝင်လိုက်တယ် border ဆိုရင်ဒီကို select မှတ်လိုက်တယ်ဒီကောင်ကိုလည်း select မှတ်လိုက်တယ်ဟုတ်ပြီနော်အပေါက်ရှိနေတဲ့ဟာအကုန်လုံး select မှတ်ပြီးတော့ဒီလို select မှတ်ရင်လည်းရတယ်ဟုတ်ပြီနော်လောလောဆယ်နှစ်ခုလည်းရှိနေတဲ့အတွက် control A ဆိုပြီးတော့နှိပ်ရင်လည်းရတယ်ဟုတ်နော်specifically လုံးဝတည်တဲ့လုပ်ချင်နေဆိုရင်တော့ဒီလိုပဲလိုက်ပြီး pick ကောက်လိုက်ရပြီဆိုရင် right click နဲ့ cap ဆိုပြီးလုပ်ပြလိုက် okay ဒါဆိုရင်ပိတ်သွားပြီနော်အပေါက်ပိတ်သွားပြီအဲဆိုရင်ဒါပုံမှန် shape တစ်ခုဖြစ်သွားပြီဒီအနေထားကိုရပြီဆိုရင်အခုတော့ center သွားပြီးချိန်ရအောင်နော်ဆိုတော့ element level ဝင်တယ်နော်အဲ့ဒါမှ तू ကဒီတစ်ခုလုံးကြီးတွဲရဖြစ်နေတဲ့ကောင်ကို select မှတ်ပြီးမှအဲ့လိုပဲဒီဘက်ကကောင်လည်း element level ကနေသွားပြီး select မှတ်တယ်ပြီးပြီဆိုတော့မှသူ့ကို snap ကောက်မယ်အဲ့တော့ perspective ကနေ snap ကောက်ချင်ဒီကနေတော့သွားပြီးပြင်ပေးနေရမယ်ဟုတ်ပြီနော်3ဆိုပြီးပြောင်းပြီးတော့ဒီလိုသွားပြီးပြောင်းရင်ကောက်ရင်လည်းရတယ်အဲ့တော့အကောတော့အဲ့လိုတိတ်မသွားပဲနဲ့ 2D view ကနေသွားပြီး snap ကောက်တယ်အဲ့တော့ဒီကောင်ကိုသွားပြီးပြင်စရာမလိုတော့ဘူးနော် 2.5 ကိုအဲ့တော့ 2.5 မှာပဲထားလိုက်တယ် front view ကိုသွားလိုက်ပြီးရင် F3 ဖြောက်လိုက်တယ်အဲ့တော့ဒီဟာကိုအလဲ map ကောက်လိုက်ရုံပဲအဲ့တော့လောလောဆယ်ကိုကမသေးကြရင်ဒီကောင်ကိုခဏအောက်ကိုဆွဲချလိုက်ဟုတ်ပြီနော်အဲ့တော့ဒီမှာကြည့်ရအောင်သူ့ရဲ့ selection ကလည်းဒီမှာမြင်ဝင်နေတယ်နော်အလဲမှာဖြစ်နေတယ် okay fine အဲ့ဒါဆိုရင် snap on လိုက်မယ်ပြီးရင်လို့ကောက်လိုက်ပြီးရင်ဘယ်ကိုသွားထားပေးမလဲဆိုရင်အလဲကိုသွားထားဟုတ်ပြီနော်အဲ့ဒါဆိုရင်သူဒီအလဲဒီကောင်ရဲ့အလဲမှာလာပြီးကတ်နေလိမ့်မယ်
အဲ့ဆိုရင်သူတို့ဒီတေချာပါ perfectly equally divided ပေါ့နော်ဒါရပြီဆိုရင်အခုတို့ဒီကောင်ရဲ့ function ကပြီးသွားပြီအဲ့ဆိုရင်အခုတော့ဟိုဟာပဲထည့်ပေးအောင်မယ်လို့တော့မယ်ဒီမှာ table တော့မပါဘူးလားမေးမယ်ပေါ့နော်အဲ့တော့လောလောဆယ်မှာတော့မပါဘူးဒါဟို table မဟုတ်တဲ့အတွက်ပေါ့နော်ရိုးရိုး console ဖြစ်နေတဲ့အတွက် top တိတ်တက်မလုပ်တော့ဆိုတော့အဲ့ဆိုရင်တခါချက်၄ချက်သွားပြီးထည့်ရအောင်တခါချက်၄ချက်ထည့်ရတဲ့ထဲမှာ okay ဒီမှာမီကိုရောင်ဖြစ်နေတော့တစ်ချက်အယောင်လေးနည်းနည်းပြောင်းလိုက်မယ်နော်နောက်ပိုင်းမှာအဲ့အယောင်ကအရေးကြီးလားဆိုမေးရင်တော့နောက်ပိုင်းမှာ render လုပ်တဲ့အခါမှာနည်းနည်းအရေးတစ်ချက်ပြန်ပါလာတာရှိအဲအကြောင်း color လေးတွေကိုအခုပြန်ပြောင်းထားတာနော် so ဒီမှာတကယ်ကျဆွဲတဲ့ဟာနှစ်နည်းပြမယ်ဟုတ်ပြီနော်အဲ့တော့အခု F3 နှိပ်လိုက်ရင်ဘာဖြစ်တော့လဲဆိုတော့ तू ကအခုတော့နောက်ကျောယူမြင်နေရတာနော်အဲ့တော့ဘာကြောင့်လဲဆိုရင်အဲ့လိုဆို front view မို့လို့အဲ့ဒါဆိုရင်အရှိအတိုင်းမြင်ခြင်းဘာဖြစ်ရမလဲအတဲ့တိုင်းမြင်ခြင်း view ကဘာဖြစ်သွားမလဲ front view ကနေကြည့်ရင် back ဖြစ်နေတော့ back view ကနေကြည့်မှရမယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဘယ်လိုသွားပြောင်းမလဲ back view front view ကနေဒီကနေသွားနှိပ်ပြီး back ဆိုပြီးသွားလဲရတယ်ဟုတ်ပြီနော်နောက်ထပ် shortcut တစ်ခုထပ်တိုးလာပြီအဲ့ဒါဘာလဲဆိုတော့ V ဆိုတဲ့ shortcut ဟုတ်ပြီနော် shortcut အဲ့ V ဆိုတဲ့အကြောင်းမပြောရသေးဘူး V ဆိုတာကိုနှိပ်လိုက်မယ်ဆိုရင် views တွေ viewports တွေပေါ်လာမယ်ဟုတ်ပြီနော် viewports ထဲမှာရွေးလို့ရတဲ့ function လေးတွေပေါ်လာမယ်အဲ့တော့စောစောကပေါ်တဲ့ဟာနဲ့အတူတူပဲ frame လား left လား perspective လား orthographic လားဆိုတဲ့ဟာတွေအကုန်အဲ့လိုပဲ V ဆိုပြီးနှိပ်လိုက်တာနဲ့ပေါ်မယ်အဲ့တော့အခုတော့အဲ့ဟာပဲနောက်ပိုင်းမှာတုံးတော့လေဟိုသွားပြီးမနှိပ်တော့ V နှိပ်လိုက်တယ်အခုလက်ရှိကနောက်ကျောကြီးမြင်နေရတာအဲ့တော့အရှိတိတိရပြန်ကြည့်ခြင်းလဲဆိုရင် back view ဖြစ်မှရမယ် front view ရဲ့ opposite ပေါ့အဲ့တော့ V ကိုနှိပ်လိုက်တယ်ပြီးရင်ဒီမှာလဲတူလားဒီဟာလေးကြည့်လိုက်ရင်ပိုပြီးရှင်းတယ်ဘာကြောင့်လဲဆိုတော့ဒီမှာသူကခွဲပြမထားအားလုံးဒီတညီလေးဖြစ်နေတယ်ဟုတ်ပြီနော်တညီလေးဖြစ်နေတယ်အဲ့တော့ဒီမှာဆိုရင်တော့ခွဲပြပေးထားတယ်နော်တကန်လေးတွေကန်ပေးထားတယ်လား front view ရဲ့ opposite ဒီ back view top view ရဲ့ opposite ဒီ bottom view left view ရဲ့ opposite ဒီ right view ဟုတ်ပြီနော်အောက်ကဟာကတော့တက်ခွဲထားပေးတယ်ဒါ 3D view ပေါ့အပေါ်ကဟာတွေက 2D view တွေ okay fine အဲ့ဆိုရင် back view လိုချင်တာဆိုတဲ့အတွက် back နှိပ်လိုက်တယ်ဟုတ်ပြီဒါဆိုရင်ဒီမှာမြင်ရပြီဟုတ်ပြီနော်အကန်လေး so back view ပြန်သွားဒီမှာ F3 နှိပ်လိုက်ပြီအဲ့တော့ဒီမှာတကယ်ကျဆွဲတဲ့အခါမှာနှစ်နည်းဆွဲတယ် 2D နဲ့ဆွဲတာရှိရယ် 3D နဲ့ဆွဲတာရှိရယ်ဟုတ်ပြီနော်အဲ့တော့ဘာလဲဆိုတော့အခု 3D နဲ့အရင်စဆွဲကြည့်အောင် 3D object နဲ့ပေါ့နော် 3D object ဆိုဘာလဲဆို box နဲ့ဆွဲမှာအဲ့တော့ box နဲ့ snap ကောက်လိုက်တယ်ပြီးရင် snap ကောက်တယ်နော်ပြီးရင်ဒီအထိသွားလိုက်မယ်ပြီးရင်နောက်ထပ်တစ်ချက် height သတ်မှတ်ပေးမယ် right click နှိပ်လိုက်အဲ့ဒါဆိုရင် box ပေါ်လာအဲ့တော့ဒီအနေထားမှာတခါလေ segment ထည့်ပေးလိုက်အောင်နော်ပိုလီဖြစ်မှထည့်ရင်လည်းရတယ်အခုကနေထည့်လိုက်ရင်လည်းရတယ်အဲ့တော့မထူးအခုကနေထည့်လိုက်မယ်ဘယ်နှချက်လဲ၄ချက်တို့ချင်တာဟုတ်ပြီတကယ်ချက်၄ချက်ဆိုရင်ဒါဆိုရင် proportion နဲ့ကြိုက်သွားပြီဒါရပြီဆိုရင်မလုပ်မလဲဆိုတော့အမြင့်သတ်မှတ်ရအောင်နော် thickness အဲ့တော့လောစလောက်ကြီးထူနေတယ်အဲ့တော့ပုံမှန်တကယ်ချက်တစ်ချက်ကိုအခု20လောက်ထားမယ်နော်20သို့မဟုတ်25မှာထားတယ်လောစ20ပဲသွားမယ်โอเคဒါပြီးရင်ကတ်လိုက်မယ်နော်လောစနားမှာပဲခဏထားလိုက် so ဒါရပြီဆိုတော့တခုအခု alter နဲ့လှည့်လိုက်တဲ့အတွက်သူကဒီမှာမဖြစ်တာလေ orthographic ဆိုတာပြောင်းသွားတယ်နော်ဒါ perspective မဟုတ်ဘူးအဲ့တော့သူဒီ parallel လေးပြမယ်โอเคအဲ့တော့ဒီချက်ထည့်လိုက်ပြီ thickness လေးပြောင်းပြီးတော့ဆိုရင်ဘာလုပ်ရမလဲ right click convert to editable poly ဟုတ်ပြီဒီနေသားမှာဘာလုပ်ရမလဲသူတို့ပန်နဲ့တီးခြားဖြစ်အောင်ခွဲထုတ်ရတော့မယ်ဟုတ်ပြီနော်အဲ့ဒီခါမှာဘာ function သုံးမလဲဆိုတော့ chamfer ဆိုတဲ့ function သုံးအောင်အဲ့တော့ h level ကိုဝင်တယ် select မှတ်တယ်ဟုတ်ပြီနော်ဒီ line လေးကို select မှတ်လိုက်မှတ်ပြီးသို့တော့ဘာလဲအပေါ်ဟာတွေမမှတ်မိသေးဘူးအဲ့တော့အဲ့ဒါကိုဘယ်လိုမှတ်လို့ရမလဲဆိုရင်ဒီလိုမျိုးမှတ်လိုက်တယ်မှတ်ပြီးရင်ဘာလုပ်လိုက်မလဲသူနဲ့တစ်ဆက်တည်းဖြစ်နေနော် direction တစ် line နဲ့ဖြစ်နေတဲ့ကောင်လိုချင်ရင် loop လုပ်လိုက်တယ် loop လုပ်လိုက်တယ်ဆိုရင်သူဒီရှိသမျှသူနဲ့တစ်ဆက်တည်းဖြစ်နေကောင် select မှတ်မိသွားပြီဟုတ်ပြီနော် okay ဒါရပြီဆိုရင်နောက်တစ်ဆင့်ကသူ
သူ့ခွဲထုတ်ချင်တာခုကလည်းလက်ရှိကပူးနေတယ်ဟုတ်ပြီနော်အဲ့ဒါကို chamfer မှာသွားပြီးသုံးမယ်အဲ့တော့ chamfer ဆိုတဲ့ဟာပါလဲဆိုတော့ chamfer ဒီလိုပုံမှန်ဆိုရင် down ပဲချိုးလိုက်တာဟုတ် down ပဲချိုးတာအပြင်ဘာလုပ်လို့ရသေးလဲဆိုရင်သူ့ကို open chamfer ဆိုတဲ့ဟာပါတယ်အဲ့တော့ဒီလိုလက်ရှိအနေထားမှာ chamfer လုပ်လိုက်ရင်ဘာဖြစ်သွားလဲ line တစ် line ကနေ2 line ဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့တော့သူ့ကိုအခုတော့ဘယ်လောက်ထားလိုက်မလဲ5 milli လောက်ခွဲလိုက်မယ်နော်5 milli ခွဲလိုက်ပြီအဲ့ဆိုရင်နောက်တစ် line ထွက်လာပြီဟုတ်ပြီနော်ဒီမှာကြည့်အောင်တစ် line ထွက်လာပြီဒါထွက်လာပြီဆိုတော့ဒါမဲ့ဘာဖြစ်နေလဲသူကအလဲမှာနောက်ထပ်ဆက်နေသေးအခုတော့မလို့ခြင်းဆက်နေတာမလို့ခြင်းတခုကိုခွဲထုတ်ပြစ်ချင်တာခွဲထုတ်ပြစ်ချင်တော့ဘာလုပ်လို့ရလဲသူ့မှာ function ပါတယ် open လုပ်တဲ့ဟာပါတယ်เนาะအဲ့တော့ဒီ open ဆိုတာလေးကိုနှိပ်လိုက်ဟုတ်ပြီနော်ဒီမှာကြည့်အဲ့လိုနှိပ်လိုက်ခြင်းအပြင်ဘာဖြစ်သွားလဲခွဲထွက်သွားပြီဒီ panel လေးခုလုံးဟုတ်ပြီနော်အဲ့ဒါရပြီဆိုတော့မှ okay နှိပ်လိုက်မယ် okay so F3 နှိပ်ကြည့်အောင်ခွဲထွက်သွားပြီနော်ဒါပေမဲ့ဘာဖြစ်နေသေးလဲဆိုတော့ဒီမှာအပေါက်ဖြစ်နေတယ်ဟုတ်လားသူကဓာတ်နဲ့ slice လုပ်ခံလိုက်ရတယ်အလှီးခံလိုက်ရတဲ့သဘောမျိုးဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့တော့ပြတ်သွားတယ် separate ဖြစ်သွားတယ်သို့တော့သူဒီ open ဖြစ်နေတယ်အဲ့တော့အခုတော့အဲ့ဒီဟာကိုသွားပြီးအပေါက်သွားပြီးပိတ်ပြီးမှရလိမ့်မယ်အဲ့တော့အပေါက်ပိတ်တဲ့ function ဘယ်မှာရှိလဲ border မှာရှိတယ် okay အဲ့တော့အပေါက်အကလုံး select မှတ်လိုက်တယ်အဲ့တော့ပုံမှန်အဖြစ်တော့သူကအပေါက်ရှိနေတဲ့ဟာကိုချက်ချင်းအဲ့ border ကိုပြန်သွားလိုက်ရင်သူကဒီ cap ဒီအကုန်လုံး select မှတ်ပြီးသားဖြစ်လိမ့်မယ်ဒါ auto ပေါ့နော်ဒီခုနောက်ပိုင်း version တွေမှာအဲ့တိုင်းဖြစ်သွားတယ်ရှေ့အရင်တော့2016 2013ပေါ့နော်2013 2014လောက်အထိကအဲ့ function ကမပါဘူးအဲ့တော့ကိုသွားပြီးတော့ border တွေကို select မှတ်ပေးရတယ်အခုနောက်ပိုင်းမှာတော့ချက်ချင်းဒီလိုဒီ function လုပ်ပြီးချင်းအပေါက်ရှိနေချင်းပါပေါ့နော်အဲ့လိုမျိုးမှာဆိုရင်သူ cap ကို auto select မှတ်ပြီးသားဖြစ်တယ်okay အဲ့ဒါပြီးမလုပ်မလဲ right click cap လုပ်ပြီးလိုက် okay နော်ဒီမှာ cap မလုပ်ခင်ဒါပြီးရင် cap လုပ်ပြီးရဲ့အချိန်အဲ့ဆိုရင်အပေါက်ပိတ်သွားပြီနော်ဟိုဘက်ကောဒီဘက်ကောပိတ်သွားပြီဆိုတော့ဒါရသွားပြီဆိုရင်ကိုတော့ရွှေ့ရတော့မယ်ဆိုတော့ဘယ်ရည်သွားရွှေ့မလဲဒီတိုင်းသွားမရွှေ့တော့ဘူးအခု top view ကနေပဲသွားရွှေ့အောင်နော် top view ကနေသွားမယ်ပြီးရင် snap ကောက်တယ်ပြီးရင်ဒီကိုလာပြီးကတ်လိုက်တယ်အဲ့တော့တကယ်လို့ကိုဆွဲလိုက်တဲ့ object က gizmo ကအလယ်မှာရောက်နေရင်လည်း no problem ဒီကနေ select မှတ်လိုက်เนาะဒီကနေ snap ကောက်လိုက်ဒီကိုလာခဲ့ဟုတ်လားအဲ့လိုသွားပြီးတော့လုပ်လို့ရမယ် so ဒါတော့ရလာပြီဘာဖြစ်လဲဆိုတော့အခုတို့ဒီမှာသူ့ shadow ဒါမှမဟုတ်အပေါ် floor ပေါ့နော် floor ကိုဓာတ်ရိုက်မထိချင်တော့ဘာလုပ်ရမလဲသူ့20သို့မဟုတ်50လောက်ထားရတယ်တချို့ပုံမှန် cabinet ဒီမှာတော့50ထားတယ်သို့တော့ဒီမှာဒီကောင်လဲ20ဖြစ်နေတဲ့အတွက်အခုတို့သူနဲ့ in line ဖြစ်အောင်20ပဲထားလိုက်ရအောင်နော်အဲ့တော့ဘာလုပ်ရမလဲဒီဟာလေးကိုမြင့်ပေးဖို့လိုလာပြီဟုတ်ပြီနော်အဲ့တော့ဘယ် level ကနေသွားမြင့်မလဲနှစ်ခုရှိတယ် segment level ကနေသွားလို့ရတယ် h ပေါ့နော် s level ကသွားလို့ရတယ် vertex level ကသွားလို့ရတယ်ဒါပေမဲ့ vertex level ကနေအခုသွားမယ်ဘာကြောင့်လဲခဏရိုက်ထည့်လို့ရတယ်အဲ့တော့ဒီမှာကြည့်အောင်ဒီ level ကိုsorry ဒီ vertex ကို select မှတ်လိုက်တယ်ဟုတ်ပြီနော်ဒီလိုဆွဲတင်ရုံပဲ s level ရဆိုရင်သူတို့ကို select မှတ်တယ်ဒီလိုဆွဲတင်မယ်အဲ့ပြဿနာပါလဲဆိုတော့ s level မှာဒီမှာ z ဝင်ရုပ်တန်မှုရိုက်ထည့်လို့မရဟုတ်ပြီနော် z ဝင်ရုပ်တန်မှုရိုက်ထည့်လို့မရဘူးဒါပေမဲ့ vertex level ဆိုရင်တော့ဘာဖြစ်လဲရတယ်ဟာလား vertex level အကုန် select မှတ်လိုက်တယ်ပြီးရင်ဒါဆိုရင်ရိုက်ထည့်လို့ရပြီအဲ့တော့သူဒီ0 origin မှာရှိနေတယ်အဲ့ဒါကိုဘာလုပ်ချင်တာလဲကိုက20မြင့်ချင်တာအဲ့တော့ဇက်ဝင်ရုံတန်မို့20ဆိုပြီးရိုက်ထည့်ပေးလိုက် okay အဲ့ဆိုရင်အတိအကျရမယ်အဲ့ဒါနောက်တစ်နည်းကဘာလဲဆိုတော့ front view ကိုသွားဟိုပါပေါ့ snap ကောက်ပေးလိုက်ပေါ့ဒီဟာနဲ့အတူတူဖြစ်ချင်ဟလာဒါကတော့နောက်တစ်နည်းအဲ့တော့အဆင်ပြေတဲ့နည်းနဲ့လုပ်ပေါ့အဆင်ပြေတဲ့နည်းနဲ့လုပ်အဲ့ဆိုရင်သူကို20ရသွားပြီဆိုတော့နောက်ဆုံး final step ကပါလဲဆိုလက်ရှိဒီတိုင်းဆိုရင် cabinet ကရပြီတိုးတော့ဒီ date တစ်ချက်လိုက်ထည့်ရအောင်နော်အဲ့တော့အရင်တော့ပြောခဲ့ဘူးတယ် object တွေဆွဲပြီဆိုရင်အများနဲ့ဒီလို shape ဖြစ်နေတဲ့အထူးသဖြင့် furniture တွေပေါ့နော် furniture တွေခုံတွေဒီလို cabinet တွေစပွဲတွေအဲ့အမျိုးတွေပါဆိုရင်ဒီလို4000ကြီးမထားခဲ့နဲ့ဆိုပြီးပြောတယ်ဘာလုပ်ပြရမလဲ down ချိုးပြီးခဲ့ရမယ်နော်အဲ့အတွက်အခုလို chamfer ဆိုတဲ့ modifier ကိုသုံးရအောင်
chamfer သုံးလိုက်မယ်ပြီးရင်သူ့ကိုဘယ်လိုလုံးချင်ဘယ်လိုလုပ်ချင်လဲလုံးချင်အခုတော့ function မှာ quad ကိုသုံးမယ်လုံးချင်တာမဟုတ်ဘဲနဲ့ရိုးရိုးပဲချိုးတာတောင်းမဲချိုးတာဆိုရင်တော့အောက်ကဟာကို standard နဲ့သုံးမယ်လောလောဆယ်အခုတော့အလုံးမလုပ်ချင်အဲ့တော့ down လေးပဲချိုးချင်တာနော်အဲ့တော့ standard ယူမယ် standard ယူပြီးတော့သူ့ amount ကို2လောက်ထားလိုက်ရအောင် okay ဒီမှာအဲ့ဆိုရင်ခဝေးရဆိုရင်ဒီလိုပုံစံဖြစ်သွားမယ်အဲ့တော့ lighting ကြာပြီဆိုရင်လည်း lighting ဒီကိုတစ်ချက်ကြာမယ်ပြီးရင်ဒီ sound နေတဲ့မျက်နှာပြင်ကိုတစ်ချက်ကြာမယ်ပြီးရင်ဒီနေရာကိုတစ်ချက်ကြာမယ်အဲ့အတွက်သူ့ရဲ့ဟာမှာလဲသူဒီ down လေးချိုးထားပါလားဆိုတဲ့ဟာကိုမြင်နေရမယ်ပေါ့ okay ကို20 mm thickness ထုတ်လိုက်တဲ့ bevel လေးဆောင်းဆောင်းအထဲဝင်လိုက်တာအထဲကိုထုတ်လိုက်ရင်ဆောင်းဆောင်းဝင်သွားလို့အဲ့ဒါဘယ်လိုကိုလိုမျိုးဆောင်းမီးဝင်တာကဘာကြောင့်လဲဆိုတော့ပထမဆုံးစတဲ့ step မှာအကွာတစောင်းမလုပ်ဖဲနဲ့အတက်အရင်လုပ်ခဲ့တာနော်ဒီလိုအတက်ထားခဲ့လို့45 degree သူ့ရဲ့ plan မှာ45ပြောင်းနေဟုတ်တယ်မလားစောင်းနေဒီ cabinet ကလေဟုတ်ကဲ့အဲ့ဟာကိုအခုအဲ့ cabinet စောင်းနေအတိုင်းမဆွဲဘဲနဲ့အရင်ဆုံးလှည့်လိုက်တယ်နော်ဒီလိုတဲဖြစ်အောင်ဆွဲရတာလွယ်အောင်ပေါ့နော်အဲ့ကြောင့်မို့လို့ဟုတ်ပြီအဲ့ဟာမျိုးစောင်းနေတယ်ဆိုရင်နောက်ထပ် function ပါလဲဆိုတော့နောက်ထပ် function တစ်ခုရှိတယ်အဲ့ဒါကသူ့ local normal ဆိုတာပြောင်းလိုက် group local normal အဲ့ဒါမျိုးလေးပြောင်းကြည့်သိလားဒီမှာဒီမှာကြည့်နော်ဒါ right click convert editable poly ပြောင်းလိုက်မယ်ပြီးရင်ဆိုပါစို့သူက design ဆိုပါစို့နော်ဆိုတော့45 degree မှာရှိတဲ့ကောင် okay ဒါကို for polygon level ဝင်တယ် select မှတ်တယ် right click bevel လုပ်မယ် okay 20ထည့်လိုက်မယ် minus 20ဟုတ်ပြီနော်အပေါင်းနှိပ်လိုက်တယ်ပြီးရင်သူ့ကို0ပြန်ပြောင်းမယ် x2 လောလောဆယ်တော့အခုမှဒဲပဲဝင်နေတယ်နော်ဒီနေရာမှာဒါလေးရှိတယ်နော် group လား local လားအဲ့ဒါလေးနဲ့လည်းပြောင်းပေးပြီးတော့လုပ်လို့ရတယ်ဒါပေမဲ့သူ့ရဲ့ originally စဆွဲကနေကစောင်းနေခဲ့ဆိုပါစို့ပေါ့နော်ဆိုပါစို့ဒီကနေand hide by name နဲ့လုပ်လိုက်မယ်နော် plan ကိုပြန်ဖော်ခြင်းလို့ right click and hide by name အပေါင်းရေးထားတဲ့အတွက်အမြဲတမ်းအပေါ်မှာရှိမယ် AutoCAD plan ကိုခေါ်လိုက်မယ်အဲ့တော့ဆိုပါစို့ဒီမှာအခုတော့ဒီကနေ line နဲ့ကောက်လိုက်မယ်ဆိုတော့နော်ဒီတနည်းဆွဲလို့ရတယ်ဒီမှာဆိုရင်တော့အဲ့ပြဿနာတက်လာနိုင်တယ် line နဲ့တော့ကောက်လိုက်တာနော်ဒါ okay ဒါရပြီဆိုရင်ခဏလေးပြေးဖက်လိုက် perspective သူ့ဒီမှာအဲ့လိုထားပါဒီကိုကွေးတော့ကိုမလုပ်တော့တရားရောက် lobby မှာစောင့် lobby ဆိုဒီ team ကိုဟို meeting ကို join နေတယ်ဆိုရင်အဲ့ဘက်က approve လုပ်ပေးလို့ရတယ်မလားတရားရောက်ကလေ someone ရတယ်ဟို okay ဟုတ်တယ်တစ်ချက်လုပ်ပြီเนาะအခုဒီဘက်ကနေတော့သွားပြီးလုပ်နေရလို့ okay ဒီလိုမျိုးအချိန်တွေမှာဆိုပါစို့ x2 နဲ့650ထားပါတော့အဲ့မျိုးလုပ်လိုက်တယ်ပြီးရင် right click editable poly အဲ့တော့ဒီကောင်ကိုအခုစဆွဲခဲ့တာ line နဲ့ဆွဲခဲ့တယ်เนาะအဆောင်တိုင်းစပြီးဆွဲခဲ့တာဆိုတော့ဒီကောင်လေးကိုလုပ်ကြည့်အောင်စော step လေးနဲ့ select မှတ်တယ် right click connect လုပ်လိုက်တယ်နှစ်ခုလုပ်လိုက်တယ်ဟုတ်ပြီเนาะပြီးရင်သူနှစ်ခုကြားကိုကြီးကျင်တဲ့အတွက်ဒီလိုမျိုးအလဲက pinch နဲ့တွားပြလုပ်လိုက်မယ် okay ရပြီဆိုရင် plus နှိပ်လိုက်တယ်ပြီးရင် for polygon select မှတ်တယ်ပြီးရင်
bevel လုပ်မယ်အဲ့တော့ right click ဒီကောင်0လောလောဆယ်အတွင်းကိုဝင်ကျင်တာ20ဝင်ကျင်တဲ့အတွက်ကြောင့်20လုပ်မယ် plus နှိပ်တယ်ပြီးရင်ဒီကောင်နောက်ထပ်တစ်ဆင့်က outline မလို့တော့ဘူး extrude လုပ်ရမှာ okay ဒီမှာလည်းလက်ရှိမှာတဲ့ပဲထွက်တယ် okay so maybe something ညီလုပ်တဲ့တစ်ချက်ကတစ်ချက်မှားသွားလို့ဖြစ်လိမ့်မယ် step by step မှားသွားလည်းမသိဘူးနော်try ကြည့်ပေါ့အဲ့မရရင်နောက်တစ်ခေါက်ဆွဲကြည့်နော် okay အဲ့ဆိုရင်ဆက်သွားရအောင်နောက်ဆုံးဘလို့မှမရရင်တော့ polygon level ကနေတွားပြီးတော့ move လုပ်ပေးရလိမ့်မယ်ဟုတ်ပြီနော်ဘယ်လိုလုပ်ရမလဲဆိုရင်ဒီဇိုင်းထွက်သွားရဆိုပါစို့ဥပမာအဲ့ဆိုရင်ဘာလုပ်ရမလဲဆိုတော့ဒီလိုမျိုးတွားပြီးတော့ manually တွားပြီးတော့ move လုပ်ပေးလိုက်ပေါ့ဟုတ်လားဟုတ်ကဲ့နောက်ဒီမှာတရားဒါဒီအတွင်းမျက်နှာပြင်မယ်အဲ့ဆိုရင်သူဒီလိုမျိုး manually မျက်မှန်းနဲ့ပေါ့နော် parallel ဖြစ်အောင်လုပ်ဒီဘက်ကလည်း parallel ဖြစ်အောင်ထားအဲ့မျိုးတွားပြီးတော့ရွှေ့ပေးလိုက်ဒါဘယ်လိုမှမရရင်ကိုယ်အနေနဲ့ထပ်ပြီးတော့လည်းအတင်မဆွဲချင်တော့ဘူးဆိုရင်အဲ့လိုမျိုးတွားလုပ်ပေးလို့ရတယ်နော်ဟုတ်ကဲ့အဲ့မဲ့ခုမှဒါကြီးကိုတဘာဝကိုအဖေကိုရှာကြည့်ခြင်းနဲ့ဘာမှလည်း rush ဖြစ်မနေဘူးဆိုရင်တော့ပြန်ဆွဲကြည့်အမှားဘယ်နေရာမှာမှားခဲ့လဲဆိုတော့သိအောင်လုပ်လိုက်အဲ့ဆိုရင်နောက်အဲ့အမှားမျိုးနောက်ထပ်ထပ်ပြီးမကျူးလွန်တော့ဘူးနော်ရာဇဝတ်သားကိုပြောနေတယ်လို့ဖြစ်နေ okay so ဆက်သွားရအဲ့တော့ဒီမှာ chamfer ထည့်လိုက်ပြီ chamfer ပြီးဆိုဒီကောင်လေးကိုလည်း chamfer လေးလိုက်ထည့်ရအောင်နော် chamfer အဲ့မှာနည်းနည်း down ချိုးလေးတွေတည်တက်ဖြစ်သွားမှာဆိုတော့ chamfer ထည့်လိုက်မယ်လောလောဆယ်ဘာဖြစ်လဲ okay စောစော standard ဆိုတဲ့ဟာဝင်နေပြီဒါအဲ့တော့ value amount က2ထားပေးလိုက်အဲ့ဒီမှာ तू ကတီးတန့်ဖြစ်နေဟုတ်ပြီနော် तू ကတီးတန့်ဖြစ်နေတဲ့ကောင်ဟုတ်လား element တက်ခွဲထုတ်လိုက်တဲ့ကောင်ဒီ shape ကအဲ့အတွက်ဘာဖြစ်လဲ तू ကမဆက်နေတော့ဒီနှစ်ခုက okay never mind အဲ့ဒါအဲ့တိုင်းအဆင်ပြေတယ်ဘာမှမဖြစ်ဘူးဟုတ်ပြီနော်ဒီမှာဆက်နေတဲ့ကောင်တွေအားမှာဒီလိုမျိုးလေးဖြစ်မယ်ဟုတ်ပြီနော် alright ဒါဆိုရင် cabinet တခု TV cabinet တခုရသွားပြီအဲ့တော့ဘာလုပ်မလဲဒါရသွားပြီဆိုရင်အခုတော့လှည့်အောင်အဲ့တော့လှည့်မယ်ဆိုတော့အခုတော့မလှည့်ခင်ဘာလုပ်လိုက်မလဲသူ့ကို group ဖွဲ့လိုက်မယ်ဟုတ်ပြီနော်သူ့ကိုဘာလုပ်လဲ TV console ဆိုပြီးတော့နာမည်ပေးပြီး group ဖွဲ့လိုက်ရအောင်အဲ့တော့ select မှတ်ထားမယ်ပြီးရင် control G shortcut ပေးထားပြီးသားနော် control G ဆိုတဲ့ဟာ shortcut ပေးထားတဲ့အတွက် group လုပ်တဲ့ဟာဆိုတော့ဘာလုပ်လိုက်မလဲနာမည်ပေးရအောင်အခုနာမည်ပေးရင်နောက်ပိုင်းမှာပါရပေးလဲဆိုထားပါတော့ဒါကိုယ့်အကူပိုင်နိုင်တယ်လို့ plug ပေါ့နော်အခုကဗာလဲ capital letter တွေနဲ့ပဲနောက်ပိုင်းမှာရေးတယ်ဒီ 3 max မှာပေါ့နော် only 3 max ဆိုတော့အဲ့မှာဘာလုပ်လဲဆို TV CONS ဆိုလေ console ဆိုပြီးရေးလိုက်မယ် okay ဒါဆိုရင်ရသွားပြီ group လေးအဲ့ရပြီဆိုတော့မှ rotate လှည့်မယ်နော် rotate လှည့်မယ်ဘယ်လောက်လှည့်မလဲ45လှည့်လိုက်မယ် okay လှည့်လိုက်ပြီးအဲ့တော့ position မကတ်ရင်တစ်ချက်ပြန်ချိန်ကြည့်လိုက်နော် snap ကောက်ချိန်ကောက်ဒါမျိုးထားလိုက် okay အရန်ဒါဆိုရင်ကိုယ့်ရဲ့ wall နဲ့ကတ်နေမယ်ထင်တယ်ဆိုရင်နည်းနည်းလေးရွှေ့ပြလိုက်ဟုတ်လားဒါမျိုးဆိုရင် cabinet တခုဆွဲတာရပြီဟုတ်ပြီနော် so ဘာကြောင့်ဒီကောင်ကို၎င်းကို separate လုပ်တာလဲအရင်တော့အကူဆွဲနီးတင်ခဲ့တော့အရင်တော့အကူဆွဲတာဒီကနေဆွဲတယ်ဒီလက်ရှိဒီ object ကြီးတစ်ခုလေးရပဲဆွဲတယ်စောစောကလူ line လေးတွေဖော်တယ်ပြီးရင် chamfer လုပ်တယ်ပြီးရင် extrude လုပ်လိုက်တယ်เนาะဒါ SketchUp တို့ဘာလို့မှဆိုရင်အဲ့အတိုင်းထုတ်လို့ရတယ်အမေအခုဒီကောင်ကိုတီးတန့်ခွဲထုတ်လိုက်တယ်ဘာကြောင့်လဲဆိုတော့ဒါဒီနောက်ပိုင်းမှာအခုလို solid ဖြစ်တဲ့ကောင်တွေပေါ့နော်အဲ့လို cabinet တွေမှာပြန်ပြင်တာမျိုးတွေရှိလာနိုင်တယ်နောက်တစ်ခု easy to ခုနလို change ပေါ့နော် modify လို့ပြောလုပ်လို့ရတယ်အဲအကြောင်းမို့လို့အခုတော့ဒီနည်းကိုသုံးခဲ့တာဆိုပါတော့ဒါမဟုတ်ဘူးဒီကောင်answer ဟို drawer ပြောင်းပေးပါဆိုရင်လည်း okay fine အဲ့တော့ကိုဒီကနေသွားပြီးတော့ဒီကောင်ကိုမလုပ်လိုက်မလဲ၃ပိုင်းပိုင်းလိုက်ပေါ့ဟုတ်လား၃ပိုင်းပိုင်းပြီးတော့မှခုနလိုပဲခုန function အတိုင်းလုပ်ရုံပဲဟုတ်လားအဲ့တော့အဲ့ဒါမျိုးဆိုရင် drawer ပြန်ပြောင်းလို့ရတယ်အဲ့လိုမှမဟုတ်ဒီဟာကိုဒီအလဲကို open ထားပေးပါ cabinet ကိုဒီနေရာမှာနှစ်ခုပဲလိုချင်နေဆိုရင်လည်း okay ဒါကိုဖြတ်လိုက်ပြီးတော့မှအလဲအဲ့ဒါဆိုရင်ဒီကောင်ကြီးကို
เนาะဒါကြီးကိုသွားပြီးဒီဘက်က function တွေအတိုင်းအပေါက်သွားပြီးဖွင့်ပေးလိုက်ပေါ့ဟုတ်ပြီเนาะဒီလိုနေရာမှာအခုတို့ provolone ကိုလုံးဝမသုံးတော့ဟုတ်ပြီเนาะ provolone သုံးလိုက်ရင် coin တွေတက်လာလိမ့်မယ်နောက်ပိုင်းမှာအဲ့တော့ဒီလိုနေရာမှာဒီ additive poly နဲ့ပဲသွားကစားရမယ်เนาะဟုတ်ပြီဒါကပထမနည်းပေါ့ so ဒုတိယနည်းပြမယ်เนาะ copy ကူးလိုက်မယ်เนาะဟိုကောင်မထိကျင်တော့ပြီးရင်ဘာလုပ်လိုက်မလဲ right click နှိပ်လိုက်ပြီအဲ့တော့တကားချက်ဆွဲနည်းကိုနှစ်နည်းဆွဲပြမယ်လို့ပြောခဲ့တယ်เนาะအခုပထမနည်းပြီးသွားပြီဒုတိယနည်းကဘာလဲဆိုတော့ 2D နဲ့ဆွဲတဲ့ဟာလို့ပြောတယ်เนาะစောစောက 3D box နဲ့ဆွဲတာအဲ့ဒီမှာလောလောဆယ် snap စောစောအပေါ်ကနေဒီလိုမျိုးဆွဲရင်ဘာဖြစ်နေလဲဆိုတော့ snap တွေကအမျိုးစုံကောက်နေတွေ့လားအားကြောင့်လဲဆိုတော့အခု plan ကြီးကအောက်မှာဆွဲထားခဲ့တာ哦 plan ကြီးကိုသွားပြီး snap ဝင်နေတာဟုတ်ပြီအဲ့တော့ကိုက net ဖို့လိုရတာပေါ့နော်ဘာလဲဆိုဒီမှာကြည့်အောင်အခုလိုမျိုးအနေထားမှာအောက်မှာအစိမ်းလိုင်းပြရတွေ့လားအဲ့တော့ဒီဘက်ကိုနည်းနည်းကြော်သွားလိုက်တဲ့နဲ့အစိမ်းလိုင်းမပြတော့ဘူးနော်ဆိုလိုတာဒီမှာ line ပေါ်နေဒါ snap ရဲ့အထာကို net ဖို့ပြောပြတာအထာနဲ့ရှင်းနေဆိုရင်ဒီမှာကြည့်တွေ့လားအလဲတဲတဲမှာဆိုရင်အစိမ်းလိုင်းပေါ်လာတယ်အဲ့အစိမ်းလိုင်းဒီလေဒီ cabinet ရဲ့အစနဲ့အဆုံးပြနေတယ်ဟုတ်ပြီနော်အဲ့ဒါမျိုးဆိုရင် middle point အဲ့ဒါမှမဟုတ်ဘူးနည်းနည်း confuse ကိုဖြစ်တယ်ဆိုရင် familiar မဖြစ်သေးရင်ဘယ်လိုလုပ်လိုက်လဲဆိုတော့လွယ်မဲဟာတစ်ခုလုပ်လိုက်မယ်ပေါ့နော်ဒီကနေဒီအပေါ်သွားကောက်ရင်တေးချတယ်တခြားဘာမှမရှိတော့တွေ့လားနော်စောစောဟာဒီ plan ကြီးကိုသွားပြီး snap တွေဝင်နေလို့အဲ့တော့အခုဒီနည်းကိုသုံးလိုက်မယ် okay anyway ဒါကဘာမှပြဿနာမရှိသေးဘူးအခုဒါတကားချက်လို့သတ်မှတ်လိုက်မယ်အဲ့တော့လောလောဆယ် right click သူ့ရဲ့တစ်ဝက်ပေါ့နော်ဒါသုံးမုံပုံ sorry ဒါတစ်ဝက်ဖြစ်နေတယ် have အဲ့တော့သူ့ထက်ပြီးတစ်ဝက်ဝက်ရမယ်ဟုတ်လား panel တစ်ခုဖြစ်ချင်တယ်ဆိုရင်အဲ့တော့ဘာဖြစ်မလဲဆိုတော့ဒါ estimate ပေါ့နော်985ပေါ့နော်985ရဲ့တစ်ဝက်ကိုအခုလိုလုပ်လိုက်ရအောင်985ရဲ့တစ်ဝက်ကဘယ်လောက်ဖြစ်မလဲ40 480လောက်လောဆယ်ခံမှန်းထားလိုက်မယ်နော် okay အဲ့သွားပြီး calculator ဘိုင်းနဲ့သွားတွက်မနေနဲ့ဟုတ်ပြီနော်ဟိုဘာကြောင့်လဲဆိုနောက်ပိုင်းမှာအခုပြန်ပြီးချိန်ရမှာပဲအဲ့မှာအဲ့တော့ဒီမှာကြည့်အောင် so ဒီဟာတစ်ချက်ရသွားပြီရသွားစီဒီကိုတစ်ချက်ကတ်လိုက်မယ်ပြီးရင်ဒီဟာရပြီဆိုတော့အခုတော့ဒီချိန်နေမှာနော် h2 ဆိုပြီးတကားချက်တစ်ချက်ချင်းဒီသွားပြီးကူးလို့လည်းရတယ်ဒါပေမဲ့အခုတို့နောက်ပိုင်းကျတော့အဲ့ဒါကိုမလုပ်တော့ဘဲနဲ့တစ်ဆက်တည်းတွဲရက်ပဲထားလိုက်တယ်နော်တစ်ချက်ချင်းသွားပြီး h2 သွားတင်လည်းရတယ်လို့တော့အဲ့လိုမလုပ်တော့ဘူးဘာလုပ်လိုက်မလဲ right click editable sp line နော်အဲ့တော့ rectangle ကနေ sp line ကိုပြောင်းနေဆိုရင်အများအားပြောထားတဲ့ step တစ်ခုရှိရယ် vertex level ကိုဝင်မယ် select အကုန်မှတ်လိုက် right click သူ့ရဲ့ vertex type ကို corner ပြောင်းပေးလိုက်ဟုတ်ပြီနော်အဲ့ဆိုရင်ဒါရသွားပြီဆိုတော့အခုတခါလေဒီဟာကို20 milli တင်ရအောင်အဲ့တော့ snap သွားကောက်မယ်20နော်ဒီကနေ20ရိုက်ထည့်လိုက်ရတယ် okay ဒါရပြီဆိုရင် copy ကူးမယ်သူ sp line level ဝင်တယ် number 3နှိပ်ပြီးသွားလိုက်တာနော်ပြီးရင် shift နဲ့ copy ကူးတယ်အဲ့တော့ဒီနေရာမှာစောစောက5 milli လာပါလဲဆိုတာအတိအကျမရတော့ဘူးမျက်မှန်းနဲ့ပဲသွားရတော့မယ်ဟုတ်ပြီနော်အဲ့တော့တကားချက်တစ်ချက်နဲ့တစ်ချက်ဂျားမှာတချို့ကသေးတာရှိတယ်တချို့ကကျဲတာရှိတယ်ဟုတ်ပြီနော်အဲ့တော့ကိုယ့်ရဲ့ purpose ကိုယ့်ရဲ့ဖြစ်ချင်တဲ့ပုံပေါ်မူတည်ပြီးတော့ထားလိုက်ပေါ့လောလောဆယ်အခုဒီလောက်ပဲထားမယ်ပြီးရင်နှစ်ခုလုံးကို select မှတ်လိုက်တယ်ပြီးရင်မလုပ်လိုက်မယ် shift နဲ့ copy ကူးလိုက်မယ် so ဒီက၄ချက်ပေါင်းတွဲရသွားပြီဟုတ်ပြီနော်အဲ့ဒါရသွားပြီဆိုတော့မှ x2 တင်လိုက်မယ်ဘယ်လောက်ထားမလဲ20ထားမယ် okay ဒါဆိုရင်စောစောအဆင့်နဲ့ညီသွားပြီအဲ့တော့အခုအရွယ်စားကမတူဖြစ်နေတယ်လားမတူဆိုတာအားလုံးမချုံဘူးဒီဘက်မှာနည်းနည်းလေးပိုနေနော်အဲ့တော့ဘာလုပ်ရမလဲကို scale ကိုသွားတုံးလိုက်မယ်အဲ့တော့ scale ကိုဘယ်လိုသွားတုံးလဲဆိုရင် right click နှိပ်လိုက်တယ်အတိကျသွားခြင်းနော် right click နှိပ်လိုက်တယ်အားလုံးလည်းဒီကောင်ဒီ y ဝင်ယူသူဒီ x ဝင်ယူမဟုတ်ဘူးအဲ့တော့တကယ်တမ်းဖြစ်ရမှာမဖြစ်ရမလဲsorry ဒီ x ဝင်ယူဖြစ်ရမယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာနည်းနည်းလေးတင်လိုက်တယ်အဲ့တော့ဒီအချိန်နေမှာဒီလို gizmo ကနေသွားပြီးလုပ်ရင်ဘာဖြစ်လဲဆိုတော့
တိကျကြီးမရအောင်နည်းနည်းတစ်ဆင့်ကြော်သွားလိုက်ချော်သွားလိုက်ဒါဆိုရင်နည်းနည်းနဲတယ်နောက်တစ်ဆင့်လောက်လိုက်ရင်များတယ်တွေ့လားလက်ကလည်းချိန်စမလုတ်တက်ဘူးဆိုရင်ပြဿနာတက်လာနိုင်တယ်အဲ့ဒါလေးချိန်တာနဲ့အချိန်ကုန်သွားမယ်ဆိုအဲ့ဒါခါကျရင်ဘာလုပ်ရမလဲဒီကနေသွားပြီးချိန်လိုက်နော်အဲ့ဆိုရင်ဒီဟာဆိုရင်ကိုက parameter လေးကို drag ပြီးဆွဲပြီးတော့လုပ်လို့ရတယ် okay so အဲ့ဒါနေ scale အတိအကျဒါမှမဟုတ်ချိန်ကြည့်လိုက်ချိန်ပြီးသွားပြီဆိုတာ ਨੇ သူ့ကိုတစ်ချက်ချင်းအောင်နှိပ်လို့ရတယ်နော် so အဲ့ဒါမျိုးလုပ်လိုက်ပြီးပြီဆိုတော့မှသူ့ကို position သွားပြီးတော့ကတ်ပေးလိုက်ဒီနေရာမှာတော့ဒီမှာကြည့်အောင်နော်အဲ့ gizmo ကဒီဘက်ကိုရောက်နေကူကတ်ချင်တဲ့ကောင်ကဒီဘက်မှာဖြစ်ချင်တာအဲ့တော့ no problem တရားကိုအရင်ဆုံးဒီ exit ကိုတော့ active ဖြစ်နေဖို့လိုရမယ်နော်အဝါရောင်ဖြစ်နေဖို့လိုရမယ်ပြီးမှ snap ကိုဒီနေရာကိုလာကောက်လိုက်တယ်ပြီးရင်ဘာလုပ်လိုက်မလဲဒီကိုလာထိလိုက် okay ဒါဆိုရင်နောက်ထပ်တစ်နည်းက 2D ကနေဆွဲတဲ့ကောင်ဟုတ်ပြီနော်ဘာကြောင့် 2D ကနေဆွဲတာပြတာလဲဆိုတော့နောက်ပိုင်းမှာတချို့နေရာလေးမှာအပေါက်ဖောက်ပေးရမျိုးတွေရှိကောင်းရှိလာလိမ့်မယ်အဲ့ခါကျရင် 2D လေးနဲ့ဆွဲရရှိမယ်နောက်ခုန drawer တွေ additive poly ကို familiar မဖြစ်တဲ့သူတွေအတွက်ဒါပြပေးတာနော် additive poly နဲ့မကျွမ်းကျင်သေးရင်ဒီ 2D နဲ့ပါဆွဲလို့ရတယ်ဆိုတော့ပြတာ okay ဒါရပြီးဆိုရင်ဘာလုပ်လိုက်မလဲ chamfer လုပ်လိုက်မယ်စောစော step ရောက်လာပြီ standard ထားတယ်အမောင်းက2 mm ထားလိုက်မယ် okay ဒါဆိုရင်နောက်ထပ်တစ်နည်းရသွားပြီဟုတ်ပြီနော် so ဒါကိုပြန်ဖြတ်လိုက်မယ်အခုဒီဟာကိုဝက်ချန်ထားခဲ့ရမယ် so ဒါလောလောဆယ် cabinet ကို additive poly သုံးပြီးတော့ဆွဲနေ okay save လုပ်လိုက်မယ်နော် recording ဒီမှာခဏရက်မယ်